မိုးသေးထန်စွာရွာသွန်းနေတဲ့သွေးပြက်စရာညတညသူလမ်းမပေါ်မှာလဲကျနေတော့ traffic လို့ခေါ်တဲ့ဆေးရုံဝန်ထမ်းတဦးကသူ့ကိုတွေ့ရှိပြီးအသက်ကယ်တင်ခဲ့တာဖြစ်တယ်။အဲ့ဒီနောက်သူ့ကိုဆေးရုံကိုအမြန်တည်ဆောင်လာပြီးဆရာဝန်အဖွဲ့ကြီးကအရေးပေါ်ဝိုင်းဝန်းကုသပေးခဲ့ကြတယ်။ကုသနေတော့မှပဲစိုင်မွန်ရဲ့နှလုံးဟာရုတ်တရက်ရပ်တန့်သွားခဲ့ပြီးဆရာဝန်တွေကသူ့ရင်ဘတ်ကိုဖိနှိပ်ပြီးအသက်ကယ်ဆယ်ရေးတွေအလူရက်လုပ်နေကြတယ်။အဲ့ဒီအချိန်မှာစိုင်မွန်ရဲ့ဝိညာဉ်ဟာရုပ်ခန္ဓာပြင်ဘက်ကိုလွင့်စင်ထွက်သွားခဲ့ပြီးလျှက်စစ်နဲ့နှိုးဆက်သုံးပြီးခန္ဓာကိုယ်ကိုဓာတ်လိုက်နှိုးလိုက်တဲ့အချက်အိမ်ကြမှာသာသူ့ရဲ့ဝိညာဉ်ဟာကိုယ်ခန္ဓာထဲကိုအတင်းဆွဲသွင်းခံလိုက်ရတယ်လို့ပြန်လည်ဝင်ရောက်သွားခဲ့ရတာဖြစ်ပါတယ်။နာရီအနည်းငယ်အကြာစိုင်မွန်တယောက်သတိမလဲတလဲဖြစ်နေတဲ့အချိန်သူနာပြုဆရာမကလေးတုံကဆရာဝန်ကြီးနီယူမန်ကိုစိုင်မွန်ဟာတစုံတယောက်ရဲ့အစိတ်ခတ်ခြင်းကိုခံထားရတာမို့ရဲတပ်ဖွဲ့ကိုအမြန်ဆုံးအကြောင်းကြားတင်တယ်လို့တိုးတိုးလေးကပြောနေတာကိုစိုင်မွန်တယောက်ခက်ရေးကြားလိုက်မိတယ်။ဒါပေမဲ့ဒေါက်တာနီယူမန်ကတော့ရဲကိုမတိုင်ခင်စစ်ဆေးမှုတွေအရင်လုပ်ချင်နေခဲ့တာပါ။လက်ရှိပြစ်စုံပန်ချိန်မှာတော့ဒေါက်တာနီယူမန်ကစိုင်မွန်ဟာလွန်ခဲ့တဲ့နှစ်တာအတိတ်ကာလတွေကိုမမှတ်မိတော့တဲ့ကာလတို့မှတ်ဉာဏ်ပျောက်ဆုံးမှုရမင်းစရာခံစားနေရတာဖြစ်တယ်လို့ကောက်ချက်ချလိုက်ပြ။စိုးရိမ်စရာမရှိဘဲမှတ်ဉာဏ်တွေဖြည်းဖြည်းချင်းပြန်ပွင့်လာလိမ့်မယ်လို့အာမခံခဲ့ပါတယ်။ဒါပေမဲ့စိုင်မွန်ကတော့သူ့မှာအိမ်တော်ရှိပြီးဇနီးတစ်ယောက်ရှိနေတယ်ဆိုတဲ့အချက်ကိုလုံးဝလက်မခံနိုင်သေးပါဘူးအတိတ်တွေရှုပ်ထွေးနေတော့မှပဲသပင်ရွှေဝါရောင်နဲ့တိတ်လာတဲ့အမျိုးသမီးတစ်ယောက်ဆေးရုံခန်းထဲကိုဝမ်းသာအားရပြေးဝင်လာပြီးစိုင်မွန်ကိုလက်ပင်ကနေတိုင်းဖက်ကသူ့အသက်ရှင်ကျန်းမာနေတာကိုတွေ့ရလို့အယံဝမ်းသာကြောင်းပြောခဲ့တယ်။ဒါပေမဲ့သူမကစိုင်မွန်ကိုနမ်းရှုပ်ဖို့ကြိုးစားတဲ့အခါစိုင်မွန်ဘက်ကအေးဆက်ဆက်နဲ့ရှောင်ဖယ်နေတာကြောင့်ထူဆန်ပြီးစိတ်ပြတ်သွားရတဲ့စိတ်မကောင်းဖြစ်နေတဲ့အမျိုးသမီးကိုစိုင်မွန်ကသူ့မှာမှတ်ဉာဏ်ပြဿနာဖြစ်နေလို့သူမကိုလုံးဝမမှတ်မိတော့ကြောင်းအာနာနာနဲ့ဖွင့်ဟလိုက်ရပါတယ်။ဘာလို့ကျွန်တော်မိမကိုကျွန်တော်မှမှတ်ဉာဏ်ပြောင်းနေတဲ့အကြောင်းမပြောပြတာလဲလို့မေးတဲ့အခါဆရာဝန်ကြီးကငါပြောပြပြီးသားပါလို့ပြန်ဖြေခဲ့တဲ့အဲ့ဒီအချိန်မှာပဲသူ့ရဲ့တကယ်ဇနီးဖြစ်သူအန်နာကဆေးရုံခန်းထဲကိုရှောက်ဝင်လာပြီးသူ့ကိုပွေးဖက်လိုက်ပြန်ပါတယ်။အရာအလုံးရှုပ်ထွေးနောက်ကြည့်နေတဲ့အချိန်ဒေါက်တာနီယူမန်ကပဟေလီအပိုင်းစာဥပမာလေးကိုသုံးပြီးစိုင်မွန်ရဲ့အုံနောက်ထဲကပြန်ကျင်းနေတဲ့အတိတ်ပုံလေးတွေကိုဖြည်းဖြည်းချင်းစနစ်တကျပြန်စုစည်းဖို့လမ်းညွှန်ပေးခဲ့တဲ့တစ်ဖက်မှာလည်းအန်နာကမင်းညကဖြစ်ရမှာသူမဟာစိုင်မွန်နဲ့အတူရှိမနေခဲ့ပဲအိမ်မှာပဲရှိနေတာလို့ဆိုတဲ့စိုင်မွန်ကတော့သူဟာမနေ့ညကမိဘတွေရဲ့အိမ်ဟောင်းကိုပြောင်းရွှေ့သွားတဲ့အကူဖြစ်သူပီတာစီတွားလဲခဲ့တာလို့စဉ်းစားမိနေတယ်။ဒါပေမဲ့အန်နာကဘေးကနေစိုင်မွန်ပီတာဟာမင်းနဲ့ငါမဆုံတွေ့ခင်လွန်ခဲ့တဲ့နှစ်တွေကတည်းကတည်ဆုံသွားခဲ့တာလေလို့ပြောလိုက်တဲ့အခါစိုင်မွန်တယောက်ချက်တီးမွေးညှင်းထပြီးတကိုယ်လုံးခြောက်ချသွားရတော့တယ်စိုင်မွန်ကြောက်လန့်တုန်လှုပ်နေလို့အန်နာကဖက်ပြီးနှစ်သိမ့်ဖို့ပြင်ပေမဲ့ဆရာဝန်ကြီးကအန်နာကိုစိုင်မွန်နဲ့အဝေးမှာပဲနေဖို့တားဆီးခဲ့ပါတယ်ဒါပေမဲ့စိုင်မွန်ကသူ့မင်းညကအကူဖြစ်သူစီသွားခဲ့တာအမှန်ပဲလို့ထက်ခါတလဲလဲအော်ဟစ်ပြောဆိုနေတဲ့အတွက်ဆရာဝန်ကြီးကဒါဟာစိုင်မွန်လက်လန်းမိသမျှမှတ်မိနေတဲ့လွန်ခဲ့တဲ့နှစ်ကခုနှစ်ရက်စထရီအတိတ်နှစ်ရက်တွေကြောင်းဖြစ်နေမှန်းသဘောပေါက်သွားခဲ့တယ်စိုင်မွန်ရဲ့အုံနောက်ထဲမှာအတိတ်ရဲ့လျှက်ပြက်တံတွေလိုပုံရိပ်အချို့ဖြစ်ပြေးသွားခဲ့တယ်။အကူဖြစ်သူပီတာကိုဖတ်ထားတဲ့ပုံရိပ်ညအမောင်တွေကကားတစီးပြီးတော့မိုးသေးထန်စွာရွာနေတဲ့လမ်းမပေါ်မှာသူကိုယ်တိုင်ကားမောင်းနေတဲ့မြင်ကွင်းတွေပေါ့။အဲ့ဒီနောက်မှာတော့အလွန်ဆူးရှာတဲ့အလင်းတန်းကြီးတစ်ခုပေါ်လာပြီးဘာမှမရှိတဲ့အမောင်ထုလက်ဟာပြင်ကြီးတဲ့ကြားရောက်သွားတဲ့ခံစားချက်ကစိုင်မွန်ကိုထိတ်လန့်တုန်လှုပ်စေပြီးမျက်ရည်ကျစေခဲ့တဲ့အန်နာကစိုင်မွန်ဟာသူမနဲ့မဆုံခင်ကကားအက်ဆီဒင့်အကြီးအကျယ်ဖြစ်ခဲ့ပြီးအသေးစိတ်ကိုတော့သူမလည်းမသိဘူးလို့ပြောပြတယ်။မိဘတွေရဲ့အမွေကိစ္စနဲ့စကားများပြီးကတည်းကစကားမပြောဘဲဖြစ်ထားတဲ့အကူဖြစ်သူစီစိုင်မွန်သွားလဲခဲ့တာကိုတော့သူမအံ့ဩနေခဲ့တာပါဆေးရုံစင်ကြံလန်းအတိုင်းရှောက်လာရင်စိုင်မွန်တယောက်ထူးဆန်းစွာနဲ့ဝန်ထမ်း traffic ကသူ့ကိုကြည့်ပြီးမျက်စိတစ်ဖက်မိတ်ပြသွားတာကိုတွေ့လိုက်ရတယ်အန်နာကဆက်လက်ရှင်းပြတာကစိုင်မွန်ဟာလွန်ခဲ့တဲ့2ရက်ကမိဘတွေရဲ့အိမ်ဟောင်းကိုတန်ရှင်းရေးလုပ်ဖို့ရောက်လာခဲ့တာဖြစ်ပြီးအဲ့ဒီအိမ်ဟာပီတာတည်ဆုံပြီးကတည်းကဘယ်သူမှမနေပဲဖြစ်ထားတာကြပြီလို့ဆိုတဲ့ဒေါက်တာနီယူမန်ကစိုင်မွန်တန်ရှင်းရေးလုပ်ရင်အိမ်ထဲကဓာတုဗေဒအစိမ်းငွေတွေမိတာဖြစ်နိုင်တယ်လို့သုံးသပ်ပေမဲ့စိုင်မွန်ရဲ့အာယုံထဲမှာတော့မြင့်မားတဲ့လှေကားထစ်တွေနဲ့ကွဲကြည်နေတဲ့ဖန်ကွဲစပုံရိပ်တွေသာမြင်အောင်နေခဲ့ပါတယ်ဆရာဝန်ကြီးအခန်းပြင်ထွက်သွားတာနဲ့တပြိုင်နက်အန်နာဟာစိုင်မွန်ကိုပါးရိုက်ချလိုက်ပြီးနေဟန်ဆောင်မနေနဲ့တော့စိုင်မွန်လို့ဒေါသတကြီးပြောလိုက်တယ်စိုင်မွန်ဘာမှနားမလဲပဲကြောင်ကြည့်နေတော့အန်နာကနင့်အကူပီတာကိုတတ်ခဲ့တာနင်ကိုယ်တိုင်ပဲမဟုတ်လားငါကရောနင့်အတွက်ဒီလောက်အထိတန်ဖိုးရှိလို့လားလို့ဆွဆွဲစကားတွေပြောလိုက်ပါတော့တယ်သူတို့နှစ်ယောက်စကားများနေတော့ traffic ကအခန်းထဲဝင်လာပြီးငါတန်လိုက်တက်မှန်ရိုက်ဖို့အချိန်တန်ပြီလို့လာခေါ်တာကြောင့်အန်နာလည်းအခွင့်ကောင်းယူပြီးအခန်းထဲကထွက်သွားခဲ့တယ်ဓမ္မန်ဆက်ထဲကိုစိုင်မွန်ကိုထည့်သွင်းနေတော့ဝန်ထမ်း traffic ကတစုံတယောက်ကခမားကိုတတ်ဖို့စူးစမ်းနေတယ်လို့စီးရုံထဲမှာကောလာဟာလာတွေထွက်နေတယ်လို့တိုးတိုးလေးပြောပြခဲ့တယ်စိုင်မွန်ကတော့ဆရာဝန်ပြောတဲ့ဓာတုအစိမ်းငွေ theory ကိုပဲယုံကြည်နေစေဖြစ်ပြီးလူတိုင်းတည်ရမှာပါပဲဒါပေမဲ့ဘယ်လိုတည်မလဲဆိုတာကတော့ပဟေနီပဲလို့ traffic ကဆိုခဲ့တဲ့ဆက်ထဲမှာစိုင်မွန်တယောက်တည်းကြံခဲ့ပြီးစစ်ဆေးမှုစတင်ချိန်မှာပဲရုတ်တရက်အခန်းထဲကိုအနက်ရောင်ဝတ်ဆင်ထားတဲ့လှုပ်ဝက်ဆန်းကျဲလူစိမ်းတယောက်ဝင်လာပြီးစိုင်မွန်ရဲ့လက်မောင်းကိုထူဆန်းတဲ့ဆေးရည်တစ်မျိုးလာထိုးနှံလိုက်ပါတယ်စိုင်မွန်ဟာဆက်ထဲမှာတန်ကြိုးတွေနဲ့တုံ့တောင်ခံထားရတယ်လို့ဖြစ်နေလို့မယုံကန်နိုင်ပဲအော်ဟစ်ရင်းနဲ့ပဲတတိလစ်သွားခဲ့ရပြန်တဲ့ညနေပိုင်းရောက်တဲ့အခါစိုင်မွန်တယောက်ကတင်ပေါ်မှာအော်ဟစ်ကလက်နိုးလာခဲ့တဲ့ဘေးပတ်ဝန်းကျင်ကိုကြည့်လိုက်တော့သူဟာတခြားလူနာတွေအများကြီးရှိတဲ့အခန်းထဲကိုရောက်နေပြီးဝန်ထမ်း traffic ကသူ့ကိုဒီကောင်တော့ယူနေပြ
လို့ပြောနေတာကိုကြားလိုက်ရတယ်။အဲ့ဒီနောက်ဒေါက်တာထရူးမန်ဆိုသူရောက်လာပြီးသူ့ကိုစိတ်ငြိမ်အောင်ထိန်းပေးခဲ့တဲ့ဆိုင်မွန်ကမအခန်းထဲမှာလူစိမ်းတစ်ယောက်ကသူ့ကိုဆေးလာထိုးသက်ဖို့ကြိုးစားတဲ့အကြောင်းအသေးအတန်တိုင်တီးပေမဲ့ဒေါက်တာထရူးမန်ကဆိုင်မွန်ဟာမင်းညကလေးကဒီလူနာခန်းထဲမှာပဲတောက်လျှောက်ရှိနေတာလို့ညှင်းဆိုလိုက်တဲ့ဆိုင်မွန်ကသူ့ဇနီးအန်နာနဲ့ဒေါက်တာနယူးမန်အကြောင်းမေးမြန်းတဲ့အခါဒေါက်တာထရူးမန်ကမင်းမှာဇနီးလည်းမရှိဘူးနယူးမန်ဆိုတဲ့ဆရာဝန်လည်းဒီဆေးရုံမှာလုံးဝမရှိဘူးလို့ပြောလိုက်တဲ့အတွက်ဆိုင်မွန်အကြီးကျယ်ထိတ်လန့်သွားရတယ်တကယ်တော့ကားအက်ဆီဒင့်ဖြစ်တာမင်းညကတင်ဖြစ်ပြီးဆိုင်မွန်ကမှတတိယလာတာလို့ဆိုပါတယ်ဆိုင်မွန်ယူသွမတက်ဖြစ်ပြီးဆေးရုံခန်းပြင်ကိုပြေးထွက်ကမရိုက်ခန်းစီသွားကြည့်ပေမဲ့ထူးဆန်းစွာပဲအဲ့ဒီခန်းထဲမှာအဖွားအုပ်တူကိုတခြားဆရာဝန်တွေကအေးအေးဆေးဆေးတက်မှန်ရိုက်ပေးနေတာကိုပဲမြင်ရတဲ့ဆိုင်မွန်တယောက်ဆေးရုံပတ်ပတ်လဲကိုယူသွစွာပြေးလွှားနေတော့ဒေါက်တာထရူးမန်ကကဖေးဆိုင်ထဲမှာသူ့ကိုပြန်လဲဖမ်းမိခဲ့တယ်ဆိုင်မွန်ကလက်ရှိဘာနှစ်လဲလို့မေးတဲ့အခါဆရာဝန်က2000ခုနှစ်လို့အတည်ပြုပေးခဲ့တဲ့ဆိုင်မွန်ကသူယူမနေကြောင်းတက်တည်ပြဖို့ကြိုးစားပေမဲ့ဆရာဝန်ကဆိုင်မွန်ဟာသတိလစ်နေတော့ဘေးပတ်ဝန်းကျင်ကကြားရတဲ့အတန်တွေကိုအုံနောက်ကနေပုံဖော်ပြီးအိမ်မက်မက်နေတာဖြစ်နိုင်တဲ့ဥပမာ Travis Travis ဆိုတဲ့နာမည်ကဝန်ထမ်း Travis Travis ကနေဆင်းသက်လာပြီး Newman Newman ဆိုတာကလည်းသူ့နာမည် Truman ကိုအစွဲပြုပြီးစိတ်ကူးရင်မိတာဖြစ်နိုင်တယ်လို့ရှင်းပြတယ်။အဲ့ဒီအချိန်မှာပဲသူနာပြုဆရာမကလေးတုံရောက်လာပြီးသူမရဲ့နောက်ကနေအန်နာပါရှောက်ဝင်လာခဲ့တယ်။ဒါပေမဲ့ဆိုးရွားတာကအန်နာဟာဒီဆေးရုံကသူနာပြုဆရာမတဦးသာဖြစ်နေပြီးဆိုင်မွန်ကိုလုံးဝမတမီဘူးလို့ညှင်းဆိုနေခဲ့တာပဲဖြစ်ပါတယ်။ဆိုင်မွန်ကဇလန်းတွေရှုပ်ထွေးပြီးဒါဟာအိမ်မက်မဟုတ်ကြောင်းအန်နာကိုသူမရဲ့နာမည်ကိုခေါ်ပြီးအသေးအတန်မေးမြန်းနေပေမဲ့ဆရာဝန်နဲ့ဆရာမတွေကသူ့ကိုစိတ်မနှံ့ဘူးလို့သတ်မှတ်ကအတင်းချုပ်ပြီးစိတ်ငြိမ်စေထပ်ထိုးလိုက်ကြပါတော့တယ်။မင်းတို့တွေအားလုံးကအတူအယောင်တွေလို့ဆိုင်မွန်အော်ဟစ်ရင်ပြန်လည်နှိုးထလာတဲ့အခါထူးဆန်းစွာပဲသူဟာမိုက်ဆက်ကြီးတဲ့ကိုတစ်ခေါက်ပြန်ရောက်နေပြီးလူစိမ်းကြီးကစေးထိုးအပ်နဲ့သူ့စီထပ်မံချင်းကပ်လာပြန်ရောဒါပေမဲ့ဒီတစ်ခါတော့ဆိုင်မွန်အစွမ်းကုန်အော်ဟစ်လိုက်လို့ဒေါက်တာနယူးမန်နဲ့ကလေးတုံတို့ပြေးဝင်လာခဲ့ကြတဲ့လူစိမ်းကြီးကတကားကွယ်မှာပုံကွယ်သွားခဲ့ပြီးဆိုင်မွန်ကလှမ်းတိုင်ပေမဲ့ဆရာဝန်ကတော့ဒါဟာသူတို့ပေးထားတဲ့စီးပွားရေးဘေးထွက်ဆိုးကျိုးစိတ်ကူးရင်မှု hallucination လို့ပဲသတ်မှတ်လိုက်ပြီးစိတ်ငြိမ်စေထက်ကျွေးကထွက်သွားကြပါတယ်အတင်းယုံကန်ရင်ဆိုင်မွန်ဟာချီနှောင်ထားတဲ့လက်တစ်ဖက်ကိုဖြုတ်နိုင်ခဲ့ပြီးစက်ထဲကနေရုံထွက်ကတကားနောက်ကိုသွားကြည့်ပေမဲ့ဘယ်သူမှရှိမနေတော့ပဲအခန်းကဗလာကျင်းနေခဲ့တဲ့လူနာခန်းထဲပြန်ရောက်တော့ဆိုင်မွန်ကတစုံတစ်ယောက်ကသူ့ကိုလှုပ်ကြံဖို့စူးစမ်းနေတာအမှန်ပဲလို့ဆရာဝန်ကိုထပ်ပြောပေမဲ့ဆရာဝန်ကတက်တည်ပြဖို့အတွက်ဆေးရုံရဲ့လုံခြုံရေးဗီဒီယိုကိုပြသခဲ့တဲ့ဗီဒီယိုထဲမှာဆိုင်မွန်တယောက်တည်းသာရှိနေခဲ့ပြီးလေထဲကိုရုံးကန်နေတာကိုပဲတွေ့ရတာပါအဲ့ဒီနောက်ဆိုင်မွန်က Truman နဲ့ Travis နာမည်တွေကိုရွတ်ဆိုမိတဲ့အခါ Travis က Travis ဆိုတာနှလုံးအစားထိုးကူတာမှုစောင့်ဆိုင်နေရတဲ့ဒီဆေးရုံကတခြားလူနာတယောက်ရဲ့နာမည်ဖြစ်ကြောင်းပြောပြခဲ့တဲ့ဆိုင်မွန်လည်းအမှန်တရားကိုသိချင်တာကြောင့်အဲ့ဒီလူနာရဲ့အခန်းစီကိုအမြန်ဆုံးပြေးသွားခဲ့တဲ့လိုက်ကာကွယ်မှာအိပ်ပျော်နေတဲ့ Travis ကိုအတင်းနိုးပြီးဆိုင်မွန်ကလွန်ခဲ့တဲ့နှစ်ကအကြောင်းတွေပြောပြတဲ့အခါ Travis ကသူ့ကိုလူယူဝါကောင်လို့ခေါ်လိုက်ပြန်တယ်ဒါဟာဆိုင်မွန်အတွက်တော့သူ့စိတ်ကူးတွေကတကယ်အရှိတရားဖြစ်နေတဲ့ဆိုတဲ့တက်တည်ပဲဖြစ်ပါတယ်စိတ်တက်ကြစွာနဲ့ဓာတ်လေကားထဲမှာဆိုင်မွန်တယောက်တည်းရှိနေတော့စောစောကသပင်ရွှေဝါရောင်တဲ့အမျိုးသမီးအလဲပြန်လဲရောက်ရှိလာပြီးဆိုင်မွန်ကိုစောင့်ဆိုင်နိုင်ကြောင်းနဲ့ချစ်တဲ့အကြောင်းပြောကနမ်းရှုပ်ခဲ့ကြတယ်ဆိုင်မွန်ကသူတို့နှစ်ယောက်ဒီလိုခိုးကြောင်ခိုးဝဲပတ်သက်နေတာကိုဇနီးဖြစ်သူအန်နာတီလာလို့မေးတဲ့အခါကလဲကဆိုင်မွန်ဟာအန်နာကိုမချစ်မှန်းသိတာလေလို့ဆိုတဲ့ကလဲထွက်သွားခါနီးမှာဆိုင်မွန်ရဲ့ခေါင်းထဲအတိတ်ပုံရိပ်တွေထပ်ပွင့်လာပြန်သူတို့နှစ်ဦးအိမ်တအိမ်ထဲမှာချစ်တင်းနှီးနှောနေကြတာကိုအကိုဖြစ်သူပီတာကတကားကြားကနေချောင်းကြည့်နေခဲ့တဲ့ပုံလေးပါပဲသတိပြန်လဲလာတဲ့ဆိုင်မွန်ကကလဲရွက်ကိုသူမှတ်မိပြီဖြစ်ကြောင်းပြောပြီးဖတ်ထားလိုက်ပေမဲ့ခဏအကြာမှာကလဲဟာလေထဲပြောက်ကွယ်သွားပြန်တဲ့ကတင်ပေါ်ပြန်ရောက်တဲ့အခါဒေါက်တာထရူမန်ကဆိုင်မွန်ကိုစိတ်မကောင်းစရာသတင်းတစ်ခုပေးတယ်ကားအက်ဆီဒင့်မှာအကိုဖြစ်သူပီတာတည်ဆုံသွားခဲ့ပြီးတဲ့ဒါဟာဆိုင်မွန်ကိုကမ်းပါးရန်တစ်ခုပေါ်ကအတိတ်ပုံရိပ်စီခေါ်ဆောင်သွားပြန်တဲ့ Travis ကမနှက်ဖြန်ခွဲစိတ်ရမှာမှုကြောက်နေတော့ဆိုင်မွန်ကသူ့အနာဂတ်ကိုမြင်ပူးပြီးသားမှု Travis အဆင်ပြေသွားမှာပါလို့အားပေးလိုက်တယ်။အဲ့ဒီနောက်ပီတာရဲ့စစ်ဆက်ထားသူရောက်လာတယ်ဆိုလို့ဆိုင်မွန်သွားတွေ့တဲ့အခါစစ်ဆက်ထားသူဆိုတာတခြားလူမဟုတ်ပဲကလေးဖြစ်နေတာကိုသိလိုက်ရလို့ဆိုင်မွန်ရင်ကွဲမတက်ခံစားလိုက်ရတယ်ကလေးကအတိတ်ကိုပြင်ကျင်တယ်လို့ပြောနေတော့ပုံရိပ်တွေပြောင်းလဲသွားပြီးအန်နာကအတန်သွင်းဆက်တစ်ခုနဲ့ပီတာရဲ့နောက်ဆုံးစကားကိုဖွင့်ပြတယ်။ဆိုင်မွန်ကငါ့ကိုလှုပ်တာဆိုင်မွန်ငါ့ကိုတတ်တာဆိုတဲ့အတန်ကြောင့်ဆိုင်မွန်ယူသွမတက်ဖြစ်ပြီးအန်နာကိုတွန်းဖိကမေးမြန်းတဲ့အခါအန်နာကအမွေပစ္စည်းတွေအကြောင်းပြောပြီးဆိုင်မွန်ကိုချင်းချောက်ကလက်ထပ်ခဲ့တဲ့ပုံရိပ်တွေပေါ်လာတဲ့အန်နာနောက်ကိုလိုက်ရင်ဆိုင်မွန်တယောက်မိဘတွေရဲ့အိမ်ဟောင်းရှိကိုရောက်သွားပြီးအတိတ်ကသူနဲ့ပီတာတို့အမွေကိစ္စနဲ့အပြင်းထန်ရန်ဖြစ်နေကြတာကိုပြန်မြင်ရတယ်ရန်ပွဲအရှိန်ပြင်းလာပြီးအတိတ်ကဆိုင်မွန်ကပီတာကိုတွန်းချလိုက်ရာကနေပီတာဟာဖန်မျက်နှာချက်ကိုဖောက်ထွက်ပြီးအောက်ထပ်ကိုပြုတ်ကျသွားခဲ့တဲ့ပီတာတတိလစ်သွားအားတဲ့အခါအတိတ်ကဆိုင်မွန်ကအလောင်းဖြောက်ဖို့ကားပေါ်တင်ပြီးမောင်းထွက်သွားခဲ့တာကိုလက်ရှိဆိုင်မွန်ကငေးကြည့်နေမိတယ်အဲ့ဒီအချိန်မှာပဲကင်မရာထဲကလူစိမ်းကြီးကဆိုင်မွန်ကိုနောက်ကနေလာတိုက်ခိုက်ပြန်တဲ့ဆိုင်မွန်လည်းဆေးယူပေါက်ပြီးအဲ့ဒီလူစိမ်းကိုဓာတ်နဲ့အချက်ပေါင်းများစွာထိုးတက်ပစ်လိုက်မိတယ်ဒါပေမဲ့တွေးအိုင်ထဲမှာတိတ်ဆုံးသွားတာဟာလူစိမ်းမဟုတ်ပဲလူနာ Travis ဖြစ်နေတာကိုတွေးလိုက်ရလို့ဆိုင်မွန်ရင်ကွဲမတက်အော်ဟစ်မိတော့တဲ့ဆေးရုံလုံခြုံရေးတွေလိုက်လံဖမ်းဆီးလို့ဆိုင်မွန်မြေအောက်ထပ်ကိုထွက်ပြေးရင်း
လမ်းမှာအန်နာနဲ့တိုးပြန်တဲ့အန်နာကဆိုင်မွန်သွေးကွက်တွေနဲ့လူသက်သမားဖြစ်နေတာကိုမြင်ပြီးရုန်းကန်ရင်းနေရန်နဲ့ခေါင်းဆောင်မိသွားခဲ့တဲ့လေကားအတိုင်းထပ်မံထွက်ပြေးပြီးတကားတစ်ခုကိုဖျက်လိုက်တဲ့အခါ Travis နဲ့ပြန်ဆုံပြီးသူ့ဝစ်စားတွေကတန်ရှင်းလက်ဆက်နေပြန်ရော Travis ရဲ့အခန်းထဲပြေးသွားကြည့်တော့ Travis ဟာအသက်ရှင်လျက်ရှိနေတော့ပဲဒါတွေအားလုံးကသူ့ရဲ့စိတ်ချောက်ချမှုတွေလားဒါပေမဲ့ရုတ်တရက်ပဲ Travis ဟာလေချောင်းကနေသွေးတွေအန်ချလိုက်ပြီးရင်ဘတ်မှာဓာတ်တန်ရာတွေပေါ်လာကဆရာဝန်တွေဘလို့ပဲအရေးပေါ်ကယ်တင်ပေမဲ့တေးဆုံးသွားခဲ့ရတဲ့ဆိုင်မွန်ကငါပဲတက်လိုက်တာလို့ဝန်ခံရင်းတိတ်အမှန်ကိုမြင်အောင်လာတဲ့ပီတာကိုကားပေါ်တင်ပြီးကမ်းပါရန်ကနေကားကိုတွန်းချဖို့လုံတုံးကုန်တင်ကားတစ်စီးရောက်လာလို့ဆိုင်မွန်ကားကိုချက်ချင်းပြန်ရက်လိုက်ရတာဖြစ်တယ်သူနာပြုဆရာမကလေးတွန်ကပီတာဟာဆေးရုံရောက်ပြီးအသက်ကယ်ဆက်နဲ့နေခဲ့ရပေမဲ့ဒဏ်ရာပြင်းထန်လို့တေဆုံးသွားခဲ့ရတာလို့အမှန်တရားကိုဖွင့်ဟလိုက်တယ်အဲ့ဒီအချိန်မှာအန်နာရောက်လာပြီးလွန်ခဲ့တဲ့နှစ်ကနေရန်နဲ့စောင့်မိတဲ့ဒဏ်ရာဟာလက်ရှိအချိန်မှာသူမနာဘူးပေါ်ထင်ဟပ်လာခဲ့တဲ့ဆိုင်မွန်ကဖေးဆိုင်ကိုပြေးသွားပြီးဒေါက်တာနေယူမန်ရဲ့ပဟေလီအပိုင်းစားတွေကိုအာယုံဆိုင်ရင်အတိတ်ကကလေးနဲ့ချစ်တင်းနီနှုတ်ခါနီးအချိန်စီစိတ်နဲ့ပြန်သွားခဲ့တယ်ဒီတခါတော့သူကလေးကိုညှင်းပယ်လိုက်တယ်ဒါပေမဲ့ပီတာကတော့ကြားသွားပြီးကလေးရဲ့ကိုမောင်းထုတ်ခဲ့တယ်လို့ဆိုင်မွန်နဲ့လည်းထပ်မံရန်ဖြစ်ကဖန်မျက်နှာချက်ပေါ်ကနေပြုတ်ကျတဲ့ဖြစ်ရဆိုကတော့အဖက်ဆယ်မရပဲထပ်ဖြစ်ခဲ့ပြန်တဲ့ဆိုင်မွန်လည်းပီတာကိုကားပေါ်တင်ပြီးဆေးရုံကိုအတင်းမောင်းခဲ့တယ်။မိုးတဲထန်စွာရွာနေတဲ့လမ်းပေါ်မှာကားချင်းရှောင်းတိန်မောင်းနေရင်တတိလစ်နေတဲ့ပီတာလန့်နိုးလာတာကြောင့်ဆိုင်မွန်အာယုံနောက်သွားပြီးရှေ့ကလာတဲ့ကလေးရဲ့ကားကိုမျက်နှာချင်းဆိုင်အပြင်းထန်တိုက်မိပါလေရော။ဒီမတော်တဆမှုမှာကလေးကတော့နေရာမှာတင်တေဆုံးသွားခဲ့ပြီးလူနာတင်ကားရောက်လာတဲ့အချိန်ပါရာမစီသမားတွေထဲမှာအန်နာနဲ့ Travis တို့ပါဝင်နေခဲ့တာဖြစ်တယ်တကယ်တော့ဒီဖြစ်ရဆိုကြီးထဲမှာညီကိုနှစ်ယောက်လုံးတေဆုံးသွားခဲ့တာဖြစ်ပြီးပီတာဝိညာဉ်ကဆိုင်မွန်ကိုငါတို့အားလုံးတေဆုံးသွားကြပြီမို့အစွဲလန်းတွေကိုလွှတ်ချလိုက်ပါတော့လို့တိုက်တွန်းခဲ့တယ်ဒါပေမဲ့ဆိုင်မွန်ကလက်မခံပဲရုန်းကန်ရင်ဝိညာဉ်ကရုတ်ခန္ဓာနဲ့ပြန်ဝင်ဖို့ကြိုးစားခဲ့တယ်နှလုံးရက်သွားတဲ့အချိန်ည8နာရီကခုနှစ်2000ကိုကိုစားပြုပြတေဆုံးသွားတဲ့8နာရီနဲ့မိနစ်ကခုနှစ်2002ကိုရည်ညွှန်းနေခဲ့တာပါနောက်ဆုံးမှာတော့ဆိုင်မွန်တယောက်ဆေးရုံကတင်ပေါ်မှာနိုးထလာပြီးဒါဟာ2002ခုနှစ်ဖြစ်ကြောင်းသူခဏတာတေဆုံးခဲ့ပြီးအပြင်မှာဇနီးဖြစ်သူအန်နာစောင့်ဆိုင်နေကြောင်းဆရာဝန်ရဲ့ပြောကြားတဲ့နဲ့အတူထာဝရတန်တရားဝဲဟောကလည်းပိတ်မိနေပါတော့တယ်